တခွေမှာမင်္ဂလာတရားနဲ့မနောလာစင်ကတေးကြတဲ့ဆရာများရဲ့ဂုဏ်ကျေးဇူးတွေစီရင်အောင်မိနှလုံးဝေကြည်လုံးမိပဲဒီတို့ကဲဒီတို့ရဲ့ဒီတို့ချမ်းဒီတို့တွေ့ဒီတို့မိကဒီတို့ဖြစ်ကနာတိကြပညာရဲ့နဲ့နေမှုချီစီကံချနာနီလဲပြတာလဲညူကလေးကယူနာချင်နာတရားတွေလူရွာပညာပွားစေပြုကပြင်ကအာဝေမျက်စရာရဲ့စေရနာမွန်တွေထာဝစဉ်ကြည်ညိုလေးမြဲအတွေ့ညိုပူဇော်ကြတော့ပဲစဘူတခွေအစီမွေးမဲ့ပန်းဖြစ်စေဘူးလေလူရင်ကြီးရဲ့စကားတည်းဆွေးသည့်ပညာအမွေပြီးဝေးဖြည့်မြူမြန်ကူလိမ္မာလူဝင်တာဒီကျိုးပြူကနေဖြည်းဖြည်းမမအရွေမဘော်တွင်စဉ်းစားမြုံမြင်ရတာထောက်ထားပြီတရားအဖို့ဆရာတို့ရဲ့ဝတရားမို့ခြေပြုံပါပြီအနန္တကိုင်းဝင်တန်စင်မြင့်မြတ်ဤအတေကုန်လို့ရှင်ဆရာသခင်ကိုထာဝစဉ်ကြည်ညိုလေးမြဲအတွေ့ညိုပူဇော်ကြတော့ပဲဝေလောကတခွေမှာမင်္ဂလာတရားနဲ့မနောလာစင်ကတေးကြတဲ့ဆရာများရဲ့ဂုဏ်ကျေးဇူးတွေစီရင်အောင်မိအလုံးဝေကြည်နူးမိပဲဒီတို့ကိုင်းဒီတို့ရဲ့ဒီတို့ချမ်းဒီတို့တွေ့ဒီတို့မိကဒီကနာတိကြပညာရဲ့နဲ့နေမှုချီစီကံကြနာနီလဲပြတာလဲညူကလေးကယူနာချင်နာတရားတွေလူရွာပညာပွားစေဖြူကပြင်ကအာဝေမျက်စရာရဲ့စေတနာမွန်တွေထာဝစဉ်ကြည်ညိုလေးမြဲအတွေ့ညိုပူဇော်ကြတော့ပဲဝေစဘူတခွေအစီမွေးမဲ့ပန်းဖြစ်စေဘူးလေလူရင်ကြီးရဲ့စကားတည်းဆွေးသည့်ပညာအမွေ
ပေးဝေးဖြည့်မြူညံကူလိမ္မာလူဝင်တာဒီကျိုးပြူကနေအောင်မဲစင်ကလူရဝေးဖြူငါစီတွေဆဆဖိမမအရွေမဘော်တွင်စဉ်းစားမြုံမြည်မြာတာထောက်ထားပြီတရားအပူဆရာတို့ရဲ့ဝတရားမချီပြမာပြီအနန္တကိုင်းဝေတန်စင်မြင့်မြတ်ဤအတိတ်ကိုလူရှိဆရာသခင်ကိုထာဝစီချီညိုလေးမြတ်အတွေ့မျိုးပူဇော်ကြတော်ပဲ